Champions League Semi-Final ဒုတိယကြောပွဲစဉ်နှစ်ပွဲအတွက် Super Computer ခံမှန်းချက်အားလုံးပဲမင်္ဂလာပါ CG Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျာယန်မှာကစားသွားမယ့် Champions League Semi-Final ပွဲကောင်းနှစ်ပွဲကတော့ပြန်လည်ရောက်ရှိလာပါပြီ။ Arsenal က Atletico Madrid ကိုအိမ်ကွင်းမှာအိတ်ခံသွားမှာဖြစ်တယ်လို့ Bayern Munich ကလည်း PSG ကိုရင်ဆိုင်သွားပါမယ်။ဒီဗီဒီယိုမှာတော့ဒီပွဲစဉ်နှစ်ပွဲလုံးကိုတင်ဆက်ပေးသွားချင်ပါတယ်။မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။အင်္ဂါနေ့ညမြန်မာစံတော်ချိန်တနာရီခွဲမှာကစားသွားမယ့် Arsenal Atletico Madrid ပွဲစဉ်နဲ့စတင်လိုက်ပါမယ်။ဘူဒါပက်စ်ဘိုလူပွဲအိမ်မက်အတွက် Emirates ကွင်းမှာအဆုံးဖြတ်ခံယူသွားကြမှာပါ။ Arsenal နဲ့ Atletico Madrid တို့ Champions League Semi-Final ဒုတိယကြောဖြစ်လာမယ့်အင်္ဂါနေ့ညမှာရင်ဆိုင်သွားကြပါမယ်။ကျန်ခဲ့တဲ့ပထမကြောကပွဲစဉ်မှာတော့ penalty နှလုံးအထိပရိသတ်တွေမြင်တွေ့ခဲ့ရပြီးသေရလက်ထွက်ခဲ့တာကြောင့် Arteta ရဲ့အသင်းကအနည်းငယ်အသာစီးရရှိထားပါတယ်။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။ Metropolitano Stadium မှာကစားခဲ့တဲ့ပထမကြောကပွဲစဉ်မှာတကူလောက်နဲ့ကက်ရှုံးရင်တော့ Champions League Semi-Final အဆင့်မှာလက်သင့်ခံလို့ရတာပါ။ Arsenal ကတော့တစ်ဖက်တကူစီသေးရအောင်ကစားခဲ့ပြီးအနိုင်ရသွားနိုင်တဲ့ခြေအနေမျိုးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်။လက်စမူနာဦးပြစ်တဲ့ Villarreal, Julian Alvarez တို့12ဂိုက်အကွာကသွင်းဂိုးတွေကိုမြင်တွေ့ခဲ့ရတာပါ။ဒုတိယပိုင်းမှာ Easy ရဲ့ penalty ကို VAR ပြန်ကြည့်ပြီးပယ်ချခံလိုက်ရတာကိုနီးပြအဒီတာတယောက်တော်လေးဒေါသထွက်ခဲ့ပါတယ်။တပည့်နဲ့အင်ရှင်အသင်းနီးပြစီမိုနီကတော့ဒိုင်လူကြီးတွေကိုလွှမ်းမိုးဖို့ကြိုးစားခဲ့တာလည်းအလုပ်တော်ဖြစ်သွားပါတယ်။အငင်းပွားစရာတွေရှိခဲ့သည့်တိုင်ရလက်ကောင်းကိုတော့ Emirates ကွင်းကို Arsenal တို့သယ်ဆောင်လာနိုင်ခဲ့တာပါ။2025-26 Champions League ပြိုင်ပွဲမှာမြောက်လန်ဒန်အသင်းအနေနဲ့73ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းနေပြီးလာမယ့်တီကိုနဲ့ပွဲကိုအနိုင်ရလိုက်ရင်ကလပ်စံချိန်တင်14ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကိုပိုင်ဆိုင်သွားပါမယ်။ဒါအပြင်20ကြာဝေးကွာနေတဲ့ Champions League ဘောလုံးပွဲကိုလည်း Arsenal တို့ပြန်လည်ရောက်ရှိသွားမှာပါ။လက်ရှိပြသထားတဲ့ခြေစွမ်းရတော့ Arteta ရဲ့အသင်းအနေနဲ့ပြည်တွင်းရောဥရောပမှာပါအောင်မြင်မှုရယူနိုင်စွမ်းရှိနေပါတယ်။ Fuengo Premier League မှာ3ဂိုးပြတ်အနိုင်ရပြီးနောက် Arsenal အသင်းသားတွေယုံကြည်မှုပြန်တက်လာတာတော့ထင်ရှားပါတယ်။ပြန်ပွဲဆုံးနောက်ဆုံး3ပွဲမှာလည်း2ပွဲနိုင်1ပွဲသေးရင်ပုံစံကောင်းပြန်ပြနေတာပါ။လက်ရှိအချိန် Premier League မှာလည်း Man City ကို2ပွဲပိုကစား6မှတ်ထိဖြတ်ထားနိုင်ပါတယ်။ Man City Everton ပွဲပြီးရင်တော့အမှတ်ကွာဟချက်အပြောင်းလဲတော့ရှိနိုင်တာပါ။ဥရောပဘက်မှာတော့အင်္ဂွင်းနောက်ဆုံး15ကြိမ်စပိန်ခြေစိုက်အသင်းတွေကိုရင်ဆိုင်ရမှာ2015-16ဘာစီလိုနာတသင်းတွေကိုပဲ2နေနဲ့ Arsenal တို့အရေးနိုင်ထားဖို့ပါတယ်။ဒီရာသီ League Phase မှာတီကိုအင်္ဂွင်းမှာအခန့်တုန်းကလည်း၄ဂိုးပြ Arteta ရဲ့အသင်းကပဲအနိုင်ကစားထားတာပါ။2018 Europa League Semi-Final တုန်းကတော့တီကိုအနေနဲ့ Arsenal ကို2ကြော်ပေါင်း 2-1 နဲ့အတူဖြုတ်ချခဲ့မှုပါတယ်။ဒီချိန်တော့ League Phase မှာကလေးက၄ဂိုးပြရှုံးလိုက်တာကစီမိုနီနဲ့အသင်းသားတွေအတွက်သတိပေးခေါင်းလောင်ဖြစ်လာတာပါ။အသင်းကဒီရာသီလာလီဂါမှာလည်းအဆင့်၄နေရာရောက်နေတယ်လို့ကိုပါတယ်ရီပိုလူပွဲမှာလည်း Real Sociedad ကိုရှုံးပြီးဖလားလက်လွတ်ထားပါတယ်။သဘောကနီးပြစီမိုနီရဲ့အတွက် Champions League ကသာတခုတည်းသောစူဖလားမျှော်လင့်ချက်ဖြစ်နေတာပါ။နောက်ဆုံးကစားထားတဲ့ Valencia နဲ့အဝေးကွင်းပွဲစဉ်မှာလည်းပွဲထွက်17ရောက်လုံးကိုအပြောင်းအလဲလုပ်ပြီးရင်ဆိုင်သွားပါတယ်။ဒုတိယပိုင်းမှာ Griezmann ကိုကီ2ယောက်ကိုပဲအဓိကကစားသမားအနေနဲ့ဝင်ကစားစေပြီး Arsenal နဲ့ပွဲအတွက်တသိန်းလုံးကိုနားပေးထားတာပါ။အဲ့ဒီအနေအထားကိုပြန်ကြည့်လိုက်ရင်လည်း Emirates ကွင်းမှာတော့ Atletico Madrid တို့အနိုင်ရထားဖို့ခြင်းမရှိပါဘူး။ဒါအပြင်တရားသီ Champions League အဝေးကွင်း၄ပွဲမှာခန်းစစ်က10ဂိုးအထိခွင့်ပြုထားပါတယ်။နှစ်ကြော့ကစားတဲ့ဥရောပရှုံးထွက်နောက်ဆုံး10ချိန်မှာတော့6ချိန်အထိဒီကိုတို့နောက်တစ်ဆင့်တက်ရောက်အောင်ကစားထားနိုင်တာပါ။ဒန်ယာရနဲ့ပွဲပယ်လူစင်းကိုနည်းငယ်လေ့လာကြည့်ပါမယ်။ဖွန်တဲ့ပွဲမှာဘကာယိုဆာကာတယောက်တကူအသင်းတကူဖန်တီးပြီးအသင်းအတွက်ဂိုးပေါက်ပြောင်းနေမှုကိုရပ်တန့်လိုက်နိုင်ပါတယ်။တပြိုင်နက်တည်းနီးပြကပထမပိုင်းပြီးမှကစားသမားကိုလာမဲ့ Champions League ပွဲစဉ်အတွက်အနားပေးထားတာပါ။ဒန်ယာရလူစင်းထဲမှာတော့မာတင်အိုရီကတ်ခိုင်းဟာဗတ်ဂျူရီယန်တင်မာတို့ရှိနေပြီးဒီတက်ကအိုရီကတ်တယောက်ပြန်ပါလာနိုင်ခြေရှိပါတယ်။မိုင်းလူဝစ်ကယ်လီလဲကွင်းလယ်မှာခြေစွမ်းပြခဲ့သည့်တိုင်အပြည့်အဝအနားရနေတဲ့ဇူဘီမန်ဒီကိုပဲနီးပြကပွဲထုတ်လာမှာပါ။တစ်ဖက်က Atletico Madrid ဘက်မှာတော့ Alvarez ရဲ့ဒဏ်ရာအနေထားကစောင့်ကြည့်နေရသေးပါ။အာဂျင်တီးနားတိုက်စစ်မှုက Champions League သွင်းဂိုး25ဂိုးကို40ပွဲနဲ့ရရှိထားပါတယ်။ Messi ရဲ့42ပွဲစံချိန်ကိုချိုးဖျက်ထားနိုင်တာပါ။ Alvarez မပါလာရင်တော့ဒီကိုအတွက်ခံစစ်သက်သက်ဖြစ်သွားဖို့များပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ Arsenal အတွက်တော့ပြည်တွင်းမှာပေးဖလားကလည်းရေးကြီးနေချိန်ဖြစ်တာကြောင့်ဖွင့်တဲ့ပွဲမှာတော့ကစားသမားတွေကိုအပြည့်အဝအနားပေးတာမျိုးမလုပ်ခဲ့ပါဘူး။ရလက်အနေနဲ့ကတော့ Yogurt Saga တို့ရဲ့ဂိုးတွေနဲ့အတူအသင်းတိုက်စစ်ကပုံစံကောင်းကိုပြန်လည်ရှာတွေ့လာတာပါ။ Super Computer ကတော့အင်ရှင် Arsenal ကိုနိုင်ခြေ56%ပေးထားပြီးဧည့်သည် Atletico Madrid ကိုတော့နိုင်ခြေ20%ပေးထားပါတယ်။ဒီရေကျသွားနိုင်ခြေက23%ပါ။ဒီပွဲမှာတော့အင်ရှင် Arsenal ကပဲ2-1လောက်နဲ့အနိုင်ကစားပြီးနှစ်ကြော်ပေါင်း3-2နဲ့အတူ Champions League ဘောလုံးပွဲတက်ရောက်သွားမယ်လို့ခန့်မှန်းပေးထားကြပါတယ်။ဗိုလ်တုံးနေ့ညကိုရောက်ရှိလာပါပြီ။မြန်မာစံတော်ချိန်ညတနာရီခွဲမှာ Bayern Munich က PSG ကိုဧည့်ခံကစားသွားပါမယ်။ Champions League သမိုင်းတစ်လျှောက်ဖျော်ဖြေမှုအပေးနိုင်ဆုံးပွဲတွေကတပွဲကိုကစားပြခဲ့တဲ့ Bayern Munich နဲ့ PSG တို့ Semi-Final ဒုတိယကြောဖြစ် Allianz Arena ကွင်းမှာရင်ဆိုင်သွားကြမှာပါ။လူငယ်နီးပြနဲ့ဝါရင်နီးပြတိုက်စစ်အားအသံကမ္ဘာအဆင့်ကစားသမားတွေနဲ့ရှုံးထွက်ပွဲစဉ်လည်းဖြစ်နေတာကြောင့်နောက်ထပ်သွင်းဂိုးများတဲ့ပွဲဖြစ်လာမှာတော့သေချာနေပါတယ်။ပထမကြောမှာ 5-4 နဲ့အနိုင်ရထားတဲ့ PSG ကတော့နှာတပြားအသာရနေတာပါ။
လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုနင်းငယ်လေ့လာကြည့်ပါမယ်ဘွန်ဒလီဂါအမှတ်ပေးဖလားချန်ပီယံဘိုင်ယန်မြူနစ်တို့အမှတ်ပေးပွဲစဉ်32အဖြစ်တန်းဆင်းသွားပြီဖြစ်တဲ့ဟိုင်ဒန်ဟိုင်းအသင်းကိုဧည့်ခံကစားခဲ့ပါတယ်ဒီပွဲမှာရန်ကစားသမားအများစုနဲ့ပွဲထွက်ခဲ့ပြီးတစ်ဖက်ကို3ဂိုးစီနဲ့နောက်ကလိုက်ကစားပြီးသေးကြခဲ့တာပါပွဲပြီးမှတော့နီးပြကုမ္ပဏီကဘိုင်ယန်အနေနဲ့ပွဲတိုင်းတော့ပြီးပြည့်စုံအောင်ကစားနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်အဓိကချက်ကတော့အသင်းအနေနဲ့အမြဲတမ်းပြန်လာနိုင်တယ်ဆိုတော့ပါဒါအပြင်ကစားသမားတွေကလည်းကြမ်းခိုင်မှုပြေဝနေပြီး PSG နဲ့ပွဲကိုပဲအောင်စိုက်ထားတယ်လို့ပဲဂျီယန်နီးပြကသူ့အသင်းရဲ့အနေအထားကိုမီဒီယာတွေနဲ့အတွေ့အမှာဖွင့်ဟသွားတာပါဘိုင်ယန်အနေနဲ့တိုက်စစ်ပိုင်းကထိပ်တန်းလီ9ခုမှာအကောင်းဆုံးဖြစ်နေပြီး32ပွဲကစား113ဂိုးထိသွင်းယူထားနိုင်ပါတယ်တစ်ဖက်မှာခံစစ်ပိုင်းကတော့ထိပ်တန်းလီ9ခုရဲ့အဆင့်1နဲ့2ကအသင်းတွေအားအနည်းဆုံးဖြစ်နေတာတော့ထင်ရှားပါတယ်ရန်ပွဲစုံနောက်ဆုံး3ပွဲမှာခံစစ်က17ဂိုးထိခွင့်ပြုထားတာကစိုးရင်စရာကောင်းနေတာပါ PSG နဲ့ပါကြောင့်မှလည်းဒီအတိုင်းပဲဖြစ်ခဲ့ပြီးနောက်ကျဂိုးတွေကြောင့်သာမဟုတ်ရင် fight 2လောက်နဲ့ပြန်လာဖို့ခက်သွားနိုင်တဲ့အခြေအနေကိုပိုင်ဆိုင်ခဲ့တာပါ PSG ကလည်း HC အနေငယ်နဲ့9ဂိုးထိသွင်းသွားတာကတော့ပြင်သစ်ခြေဆိုင်အသင်းရဲ့တိုက်စစ်အရေးသွေးပါကွန်ပဏီကိုယ်တိုင်ကလည်းလာမင်း PSG နဲ့ပွဲမှာဂိုးသမားပါဝင်ခံစစ်ကစားသမားတွေနဲ့တသိန်းလုံးအနေနဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုပြသဖို့အကောင်းဆုံးချိန်ပဲလို့တိုက်တွန်းထားပါတယ်1930-31အက်တလက်တစ်ဘီဘာအိုနောက်ပိုင်းဘိုင်ယန်တို့ဒီယာတီတပွဲကိုပြင်းမြ3.6ဂိုးသွင်းပြီးစံချိန်တင်ထားပါတယ်လိုင်းယန်ရီနာမှာကစားထားတဲ့အင်ကွင်းနောက်ဆုံး10ပွဲမှာလည်းတပွဲကိုအနိုင်ဆုံး9ဂိုးအထိကွန်ပဏီရဲ့အသင်းကသွင်းယူထားတာပါဒါအပြင်ဘွန်ဒလီဂါမှာ32ပွဲကစား113ဂိုးသွင်းယူထားတာကလည်းဂျာမန်ထိပ်တန်းလီအသင်းအတွက်စံချိန်သစ်ဖြစ်နေပါတယ်သွင်းဂိုးအများစုကတော့32နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းထံကနေရရှိနေပြီးကစားသမားကပြိုင်ပွဲစုံ48ပွဲမှာ54ဂိုးထိသွင်းယူပေးထားပါတယ်ဒါအပြင်သင်းအတွက်ပြိုင်ပွဲစုံ22ဂိုးသွင်း26ဂိုးဖန်တီးပေးထားတဲ့ပြင်သစ်တောင်ပန်ကစားသမားမိုက်ကယ်အိုလီဆေးရဲ့ခြေစွမ်းကလည်းမေ့ထားလို့တော့မရပါဘူးအတူအနေထားအရ PSG နဲ့နောက်ဆုံး12ကြိမ်ရင်ဆိုင်ထားတာမှာဘိုင်ယန်တို့10ပွဲထိနိုင်ရထားပြီးဒီနှစ်သင်းကြသေးရလက်ထွက်ပေါ်ထားခြင်းမရှိတာတွေ့ရပါတယ်။တစ်ဖက်မှာလီဂူ1အမှတ်ပေးဖလားကင်မြောက်ဖို့အတွက် PSG တို့နောက်ထပ်2ပွဲလောက်စောင့်ဆိုင်းသွားရပွဲရှိပါတယ်။အစောပိုင်းစနေနေ့ညမှာ Lorient ကိုအင်ကွင်းမှာ PSG ရဲ့ခံကစားခဲ့ပြီးတစ်ဖက်2ဂိုးစီနဲ့ရမှတ်ခွဲယူသွားတာပါ။ဒီပွဲမှာထုံးစံအတိုင်းရန်ကစားသမားတွေကိုပဲနီးပြအင်နရစ်တယောက်ပွဲထုတ်သွားပါတယ်။မပေးစုဖလားအတွက်ဒုတိယနေရာကဖိအားပေးနေတဲ့ Lens အသင်းကလည်း PSG ချေချော်တာကိုခွင့်ရင်းမြူနိုင်မဲ့ Nice နဲ့တစ်ဖက်2ဂိုးစီသေးချသွားတာပါ။ဒီတွင်မှာတော့3ပွဲကစားဖို့ကြံချိန်မှာ6မှတ်ထိဖြတ်ထားနိုင်တာကြောင့် PSG ပဲပိုဆွဲဖို့ကသေးကြတဲ့လောက်ဖြစ်နေပါတယ်။ဒီယာဒီ PSG ခံစစ်ကအမှတ်ပေး30ပွဲကစားထားတာမှာ28ဂိုးပဲခွင့်ပြုထားပြီးထိပ်တန်းလီ9ခုမှာအာဆနယ်ရဲ့နောက်ဒုတိယအကောင်းဆုံးခံစစ်အနေထားမှာရှိနေပါတယ်။ဒီပြိုင်နက်တဲ့ Chelsea လီဗာပူးတို့နဲ့ကစားခဲ့တဲ့ချန်ပီယံလိရှုံးထွက်ဒုတိယကျော်ပွဲတွေမှာလည်းပေးဂိုးမရှိအောင်ကစားပြထားတာပါ။ဘိုင်ယန်နဲ့ပထမကျော်ပွဲစဉ်မှာလည်းတိုက်စစ်ကဂိုးပေါက်တဲ့ကန်ကျန်9ချိန်ပဲရခဲ့တာမှာ9ဂိုးထိသွင်းယူထားနိုင်ပါတယ်။ဒါပေမဲ့ဘိုင်ယန်နဲ့အဝေးကွင်းပွဲစဉ်မှာတော့တိုက်စစ်အားသာချက်ကပဲအားနည်းချက်ပြန်ဖြစ်လာနိုင်တာပါ။ဘာကျော်ကချက်လက်တွေကိုကြည့်ရင်ဘိုင်ယန်ကပဲဘောလုံးပိုင်ဆိုင်မှု60ဝန်းကျင်လောက်ထိကင်ထားနိုင်တယ်လို့ pitch chance 6ချိန်ဂိုးပေါက်တဲ့ကန်ကျန်8ချိန်ထိရယူနိုင်ခဲ့ပါတယ်။ဒုတိယ PSG ရဲ့ final third zone ထဲမှာထိချက်52ချိန်ထိပြုလုပ်နိုင်ခဲ့တာတွေ့ရတာပါ။အသင်းလိုက်ကစားဟန်အားဖြင့်ဘိုင်ယန်ကအဝေးကွင်းမှာလည်း PSG ကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ PSG ဘက်ကလည်းချန်ပီယံလိရှုံးထွက်နောက်ဆုံး9ပွဲမှာတပွဲကိုပြင်းပြ2ဂိုးနဲ့အထက်တိုက်စစ်ကဂိုးပေါက်ရှာတွေ့ထားတာပါ။ဒီဘက်နဲ့စပိန်နီးပြလူဝင်းအင်ရီတယောက်ချန်ပီယံလိနိုင်ပွဲ90ကို89ပွဲနဲ့အမြန်ဆုံးပြင်းမြောက်တဲ့နီးပြပြည်စံချိန်သစ်တင်ထားပါတယ်။အတူအနေထားကိုပြန်ကြည့်ရင်တော့ဘိုင်ယန်ကိုနောက်ဆုံး10ပွဲရင်ဆိုင်တာမှာ9ပွဲအထိ PSG တို့တိုက်စစ်ကဂိုးပေါက်ပြောက်ထားပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ Harry Kane, Olise, Luis Diaz နဲ့တစ်ဖက်က Dembele, Kvaratskhelia, Desire Doué တို့ရဲ့တိုက်စစ်အားပြိုင်မှုတွေကြောင့်ပရိသတ်တွေအတွက်ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်လာဖို့ကသေချာနေပါတယ်။စူပါကွန်ပျူတာကတော့အင်ရှင်ဘိုင်မြူနစ်ကိုနိုင်ချိန်53%ပေးထားပြီးဧည့်သည် PSG ကိုတော့နိုင်ချိန်26%ပေးထားပါတယ်။ဒီကြသွားနိုင်ခြေက20%ပါ။ဒီပွဲမှာတော့အင်ရှင်ဘိုင်မြူနစ်ကပဲပွဲချိန်တွင် 3-2 နဲ့နိုင်ကစားပြီးအချိန်ပိုပနယ်တီအထိဆက်သွားမယ်လို့ CMB ကတော့ခံမှန်းပေးထားကြပါတယ်။ဒါကတော့အင်္ဂါနဲ့ဗိုလ်တော်ဦးနေ့ညတွေမှာကစားသွားမယ့်ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကျော်ပွဲစဉ်2ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။